ရဲ့စိတ်ဆန္ဒသာပြင်းပြနေကိုဘာမစိုးကိုဖြစ်စနာဘာမစိုးကိုဖြစ်အောင်လုံနိုင်တဲ့အစွမ်းတက်တည်ရှိတယ်လူတိုင်းမှာရှိတယ်။ညဆိုရင်လည်းအရင်တော့ကိုကျူးမရှိဘူးယုံကြည်မှုအားနေတယ်။နောက်တစ်ခုကဒီ social media ဆိုလဲအရန်ကြောက်လဲ social media မှာငါပုံတင်လိုက်ရင် Facebook ပေါ်မှာပုံတင်လိုက်ရင်ငါ့လူတွေကဘယ်လိုပြောကြမှာလဲငါ့ကိုဘယ်လိုဝေဖန်ကြမှာလဲစသဖြင့်ပေါ့နော်ကိုကလူတွေဝေဖန်မှာကြောက်တယ်ကိုယုံကြည်မှုအားနေတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ဆန္ဒကအရန်ကိုပြင်းပြနေပြီမြက်ကကိုယ့်ရဲ့ knowledge တွေပြန်ပြီး sharing လုပ်ပေးခြင်းနဲ့စိတ်ကအရန်ပြင်းပြနေတဲ့အခါမှာ social media ဆိုလဲကိုမကြောက်တော့ social media နဲ့ဆိုင်ပြန်ပြီးတော့ sharing ကိုလုပ်ပေးနိုင်တယ်အဲ့ဒါဘာလဲဆိုအဓိကကိုယ့်ရဲ့စိတ်ဆန္ဒပြင်းပြနေလူတွေကိုပြပြချင်စိတ်တွေပို့ပြီးတော့စိတ်အားထက်သန်နေရကို sharing လုပ်ပေးခြင်းနဲ့အရန်ကိုစိတ်အားထက်သန်လာတဲ့အခါမှာကိုအရန်ကြောက်ပါဆိုရဲ social media မှာကိုsocial media တက်စင်ပေါ့နော်ကိုကပြန်ပြီးတော့ sharing လုပ်ပေးနေတယ်အဲ့တော့ကိုဒီဗီဒီယိုကြည့်နေတဲ့သူကလည်းကိုဖြစ်ချင်တဲ့အရာပဲဖြစ်ဖြစ်ဆိုအဓိကကိုယ့်ရဲ့စိတ်ဆန္ဒစိတ်အားပြင်းပြမှုအားနေနေတယ်ကိုယ့်ရဲ့စိတ်အားထက်သန်နေပြင်းပြနေပြီဆိုရင်မိတောက်တော့ကိုယ့်ရဲ့စကားဟောင်းတဲ့ဒါမှဒါကိုလိုချင်တာကိုဖြစ်ချင်တာဒါမှဒါအရန်ကိုရွတ်ပြီးအယူမှုနဲ့စိတ်ဆန္ဒပြင်းပြနေဆိုရင်တေချာရဲ့ကိုဖြစ်ချင်တာဖြစ်လာမှာဆိုတာအမခံရင်ကျေးဇူးတင်ပါတယ်